အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမရဲ့နှလုံးသွေးကြောခြင်းအသိပညာပေး talk လေးကိုဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှေ့ပိုင်းမှာတော့နှလုံးသွေးကြောခြင်းမှာ acute coronary syndrome နဲ့ chronic coronary syndrome ဒီဘယ်လိုကုသရမယ့်အကြောင်းကာကွယ်ရမယ့်အကြောင်းလေးတွေ medical check up လုပ်ရမယ့်အကြောင်းလေးတွေကိုပြောသွားပါတယ်နောက်နှလုံးသွေးကြောချဲ့တဲ့အကြောင်းလေးလည်းပြောသွားတယ်ဒီနေ့တော့နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ investigation မှာ ECG echo နဲ့နှလုံးသွေးကြောစမ်းသပ်တဲ့အကြောင်းလေးတွေကိုဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ရင်ဘတ်ခဏခဏအောက်နဲ့ ECG က normal မှာတိလို့တဲ့အချက်ကနှလုံးသွေးကြောခြင်းမခြင်းတိလို့ကြတယ်ပေါ့နော်ကဲသူ့မှာနှလုံးသွေးကြောခြင်းယောဂရှိမရှိကတော့ကျမတို့ risk factor တွေကိုကြည့်တယ်လူနာမှာ risk factor တွေကလည်းအများကြီးရှိတယ်ဥပမာစီချိုရှိတယ်သွေးတိုးရှိတယ်အမျိုးသားအသက်လည်းကြီးပြီသူကရင်ဘတ်အောက်နယ်လို့ခဏခဏအောက်နယ်လို့ပြောတယ် ECG က normal ပဲဒါပေမဲ့အမကနှလုံးသွေးကြောကျဉ်တဲ့လက္ခဏာတွေရှိတဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့ရှာဖွေရမယ် ECG normal ဖြစ်တိုင်းနှလုံးသွေးကြောမကျဉ်ဘူးလို့ဆရာမတို့က100%ပြောလို့မရပါဘူးဒါပေမဲ့ဘယ်လိုလူမျိုးတွေကိုပြောလို့ရလဲဆိုတော့လူငယ်နှလုံးသွေးကြောကျဉ်ယောဂနဲ့မတူဘူးသူ့မှာ risk factor တွေမရှိဘူး echo လည်း normal အဲ့လိုလူမျိုးတွေကြတော့အမားတို့ကနှလုံးသွေးကြောကျဉ်မရှိနိုင်ဘူးလို့ဆုံးဖြတ်လို့ရပါတယ်အဲ့တော့ဆေးကုသတဲ့နေရာမှာတော့အမားတို့ individualize treatment အရေးကြီးဆုံးဖြစ်ပါတယ်အဲ့တော့အခုမေးတဲ့မေးခွန်းကတော့အကျဉ်းပြင်းတို့က ECG တစ်ခုဆွဲလိုက်တော့နေမှာလဲဆွဲလိုက်တဲ့အခါကျတော့ ECG က abnormal ဆရာဝန်တွေ့တိုင်း abnormal ပြောတယ်ပြီးတော့လူနာကတော့ medical check up မှာတွေ့တာလူနာကတော့ဘာ sign and symptom မှမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင်မမတို့ကတိတ်ပြီးတော့မစိုးရိမ်ပါဘူး ECG ကဥပမာ normally ပေါ့နော် RBBB တွေ some first degree heart block လေးတွေက sometime တစ်ခါတလေ normally တွေ့ရတယ်ပေါ့နော် sinus arrhythmia လေးတွေကလည်း normal မှာတွေ့ရပါတယ်ဒါကြောင့်မို့ ECG abnormal ဖြစ်တိုင်း 100% သွေးကြောခြင်းယောဂဖြစ်တယ်လို့အမားတို့ကပြောလို့မရပါဘူးအဲ့ဒါလည်း individualized treatment မှာပဲအမားတို့လူပေါ်မူတည်ပြီးတော့ဆက်လက်စဉ်းစားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါလည်းပထမ question နဲ့ဆက်ဆက်နေပါတယ်လူနာရင်ဘတ်မအောင်ဘူး ECG ကလည်း normal ဆိုရင်တော့တစ်မျိုးပေါ့လူနာကတော့ symptomatic ဖြစ်တယ်မောတယ်အောက်နေပြောတယ် ECG မှာ normal ပဲပြတယ်ဒါပေမဲ့မမက echo လေးဆက်ရိုက်ကြည့်အောင်မယ်လို့ပြောပါတယ်အဲ့ဒါကဘာလို့လဲဆိုတော့လူနာမှာသွေးကြောကျဉ်နိုင်တဲ့ cardiovascular risk factor တွေများနေတယ်လူနာကလည်းရင်ဘတ်အောင်နေ ECG normal ပဲတွေ့တယ်အဲ့တော့နှလုံးသွေးကြောကျဉ်ယောဂရှိတဲ့လူတွေရဲ့90%ကပဲ ECG abnormal ဖြစ်နိုင်တာပါ chronic coronary syndrome ကိုဆက်မဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့အမားတို့ကဆက်လက်ပြီးတော့ echo လေးရိုက်ကြည့်ခြင်းအပြင် echo မှာကျမတို့ကမွေတွင်းပါနှလုံးယောဂအဆုရှင်မကောင်းတာနှလုံးညစ်အားကျဆင်းတာနှလုံးမာဆယ်တွေအားမကောင်းတာတွေကို echo မှာရှာဖွေတွေ့ရှိနိုင်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ ECG normal ဆိုပေမဲ့အမားတို့ကသူ့မှာနှလုံးယောဂရှိမရှိကိုဆက်လက်ရှာဖွေနိုင်မှာဖြစ်ပါတယ်အဲ့ဒါလည်း individualize လူနာတယောက်နဲ့တယောက်ပေါ်မှာမူတည်ပြီးတော့ကျမတို့စဉ်းစားသွားတာဖြစ်ပါတယ်ဟုတ်ကဲ့နှလုံးသွေးကြောခြင်းယောဂနဲ့ပတ်သက်ပြီးတော့ဆမတို့ကတော့ခုနဆမအရှိပိုင်း section တွေမှာပြောသွားတာလဲနှလုံးသွေးကြောချဲ့တယ် angiogram ရိုက်ပြီးတော့ရှာဖွေတယ်လို့ပြောပါတယ်နှလုံးသွေးကြောခြင်းမခြင်းအတွက် 100% တိတိကျကျရှာဖွေဖော်ထုတ်နိုင်တဲ့နည်းလမ်းကတော့ angiogram ရိုက်ခြင်းဖြစ်ပါတယ်နှလုံးမှာ ECG မှာလည်း normal echo မှာလည်း normal angiogram ကြမှာနှလုံးသွေးကြောခြင်းတွေ့တဲ့လူနာတွေလည်းအများကြီးရှိပါတယ်အဲ့တော့ angiogram ဘယ်လိုလူမျိုးတွေကြတော့ရိုက်ပြီးတော့ဘယ်လိုလူမျိုးတွေမရရဘူးလဲဆိုရင်လူနာကနှလုံးရင်ဘတ်အောင်နေမောတယ်ဖောတယ်ခဏခဏလက်တွေလည်းကိုက်တယ်ပေါ့နော်ဘာဖြစ်မှန်းမသိဘူးဆိုလို့ရှိရင်ဆမတို့က ECG လည်းရိုက်ကြည့်တော့ normal echo လည်းရိုက်ကြည့်တော့ normal ဒါပေမဲ့လူနာမှာ symptom တွေရှိနေတယ်ဆိုလို့ရှိရင်ဆက်လက်ပြီးတော့ရှာဖွေရမယ်ခုနပြောတဲ့ risk factor မှာအထူးသဖြင့်တော့စီးချိုသွေးတိုးနောက်ပြီးလို့ရှိရင် cholesterol များတဲ့လူနာတွေကိုအမားတို့က
နှလုံးသွေးကြောကျဉ်းနိုင်ခြင်းရှိတယ်လို့ယူဆရဲဆိုလို့ရှိရင် coronary angiogram ကိုဆက်လက်ရိုက်မှာဖြစ်ပါတယ်အဲ့ဒီလိုရှာဖွေဖော်ထုတ်နိုင်တဲ့လူနာတွေအများကြီးရှိပါတယ်အဲ့တော့နှလုံးသွေးကြောကျဉ်ယောဂကို angiogram မှာတွေ့လို့ရှိရင်ဆရာမတို့ကကြိုတင်ပြီးတော့ချဲ့တာ stent ထည့်တာနဲ့ကုသမယ်ဆိုလို့ရှိရင်ခုနပြောတဲ့လက္ခဏာတွေလည်းခံစားနေတဲ့လက္ခဏာတွေလည်းပျောက်သွားနိုင်တဲ့အတွက်ကြောင့်မလို့အသက်အန္တရာယ်လည်းမဖြစ်တော့ပါဘူးဒါကြောင့်မလို့နှလုံးသွေးကြောကျဉ်တဲ့ယောဂကို angiogram အထိရှာဖွေဖို့လိုတဲ့လူတွေမှာရှာဖွေရမှာဖြစ်ပါတယ်ဟုတ်ကဲ့နှလုံးသွေးကြောကျဉ်ယောဂကအမတန် tricky ဖြစ်တဲ့ယောဂပါတချို့ကလည်းဘာမှ symptom မပြဘဲနဲ့ sudden cardiac death နဲ့ရောက်လာတာပေါ့နော်အဲ့လိုလူများတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီးတော့ကာကွယ်ဖို့အတွက်ဆရာမတို့က ECG echo နဲ့ angiogram ဆိုပြီးတော့အဆင့်ဆင့်ပေါ်လာတာဖြစ်ပါတယ် ECG မှာဘာတွေရှာလို့တွေ့နိုင်လဲဆိုတော့ ischemia လို့ခေါ်တဲ့နှလုံးသွေးကြောကျင်းလာတဲ့တောင်သွေးငတ်တဲ့လက္ခဏာတွေပေါ့အဲ့ဒါတွေတွေ့ပြီဆိုလို့ရှိရင်တော့ချက်ချင်းဆက်လက်ရှာဖွေလို့ရပါမယ်တချို့တလေက normal ပဲထွက်ပါတယ် 50% လောက်ပဲပြပါတယ် abnormal က ECG မှာ normal ဖြစ်ရင်တော့မှမတို့က ischemia ဖြစ်မဖြစ် cardiovascular risk များတဲ့လူတွေကို exercise ECG နဲ့ test လုပ်လို့ရပါတယ် exercise ECG ဆိုတာတော့လူနာကို heart ကို watt လုပ်လေးတစ်ခုပေးလိုက်တာပေါ့ဝတ်လုပ်တွေပေးလိုက်လို့ရှိလို့ရှိရင်လူနာကနှလုံးကပို့ပြီးတော့အလုပ်လုပ်ရတဲ့အခါမှာ ischemia ရှိနေတဲ့လူနာက ECG မှာ ischemic pattern ပေါ်လာပါတယ်ဒါဆိုလို့ရှိရင်မတို့ကသွေးကြောကျဉ်မကျဉ်မတို့မှန်းလို့ရတယ် ECG ရဲ့ lead လေးတွေပေါ်မှာမူတည်ပြီးတော့ဘယ်ဘက်သွေးကြောလားဘယ်ဘက်သွေးကြောအရှေ့ဘက်လားအနောက်ဘက်လားညာဘက်သွေးကြောလားဒါလေးတွေကိုဘယ်မှာကျဉ်နေဆိုတာကိုလည်းမတို့ရှာဖွေလို့ရပါတယ်အဲ့လိုလိုအပ်တဲ့လူတွေကြတော့ဆက်လက်ပြီးတော့မတို့က coronary angiogramရိုက်ပြီးတော့ရှာဖွေပြီးတော့သွေးကြောကျဉ်တဲ့ဥစ္စာကိုကုသပါတယ်အဲ့တော့ဒီနေ့ပြောတဲ့အထက်မှာနှလုံးသွေးကြောကျဉ်ယောဂကိုရှာဖွေဖို့အတွက် ECG echo exercise ECG နဲ့ angiogram တွေရဲ့လှုပ်သင့်မလှုပ်သင့်တဲ့အကြောင်းအရာလေးတွေကိုအမပြောသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့လည်းဆက်လက်ပြီးတော့အမနှလုံးသွေးကြောကျဉ်ယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့မေးခွန်းလေးတွေကိုဖြည့်ပေးသွားမှာဖြစ်ပါတယ်ရှင် CFM, caring for well-being.